So ဒီနေ့တော့ဒီတခြားပုံစံတစ်ခုပေါ့နော် number 6ကိုတွက်ကြည့်အောင်အဲ့တော့ du over dr 1 over ဒီမှာ variable နှစ်ခုပေါ့နော် r နဲ့ u နဲ့ရှိတယ်အဲ့တော့ r တက် u တက်ခွဲလိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာ1 plus square root of u ဟုတ်တယ်နော် du ကဒီဘက်ကိုတွားမယ် du equal to 1 plus square root of r dr okay เนาะဒီလိုရှိမယ်အဲ့တော့ခွဲပြီးတွားပြီဆိုတော့ integrate both side เนาะနှစ်ဖက်စလုံးကို integrate လုပ်မယ်ဆိုရင်ဘာတွေရှိလာမလဲအဲ့တော့ integral of 1 plus square root of u du equal to integral 1 plus square root of r dr okay เนาะအဲ့ဒါကိုခွဲရေးလုပ်လိုက်ရတယ်ခွဲမရေးတော့ပါဘူးเนาะအဲ့တော့ဒီမှာ okay ပုံမှန်ရှင်းတော့1 du plus integral of u power square root ဆိုတာ1 half du ကဘာနဲ့ညီလဲ1 dr plus integral of r power 1 half dr okay အဲ့တော့ u ကို integrate 1ကို integrate လုပ်တော့ u plus u power 1 over 2ကို integrate လုပ်တော့ power ကိုတစ်ပေါင်းတော့3 over 2 power နဲ့ပြန်စား3 over 2 okay ပြီးတော့ဒီဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်1ကို integrate လုပ်တော့ r ဒါလည်းတူတူပဲ r power 3 over 2ဟိုဘာနဲ့စားလိုက်မလဲ3 over 2နဲ့စားလိုက်မယ်ပြီးရင်ပါလာမလဲ plus c okay เนาะအဲ့ဒါဆိုလို့ရှိရင်ကျမတို့တွေဒီ3 over 2ကစားထားတာပေါ့เนาะအစားပေါ်မြောက်ပြောင်းရင်ပြောင်းပြန်လာတော့3 over 2က2 over 3 u over 3 over 2ဒီမှာလဲ r plus 2ကိုလည်းပြောင်းပြန်လာတော့2 over 3 r power 3 over 2 plus c okay ဆိုတာဥစ္စာတူတူလေးပဲပေါ့เนาะokay so မေးချင်တာရှိရင် comment box မှာမေးထားလို့ရပါတယ် thank you ပါ